အားလုံးမင်္ဂလာပါ basic TM ဖြစ်ပါပေါ့နော်ကျွန်တော်ဒီနေ့မှာဗာပြောပန်ပလဲဆိုရင်ကျွန်တော်ဒီ VMware ကိုအစအဆုံးပေါ့နော်ဆက်တဲ့လုံကြီးကျွန်တော်ပြပြမယ် application သွင်းနည်းလေးပါညာပြပြမယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော် channel ထဲမှာကျွန်တော်ဒီ version လေးကျွန်တော်မနေ့ကတင်ပေးထားတယ် version 3.1ပေါ့နော်အဲ့ version လေးမိတ်ဆွေတွေတွားပြီးတော့ဟိုလုပ်လိုက်ဗျာကျွန်တော်အစဆုံးလုပ်ပြမယ်ဗျာအကြာလို့မို့နော်ဒီကောင် uninstall တစ်ခါလေးလုပ်လိုက်တော့မယ်နော်တေချာလေးလိုက်ကြည့်ပါကာကြီးကနေ A to Z ကျွန်တော်ဆက်တဲ့လုပ်ပေးမယ်တချို့လူတွေကျွန်တော်နီးနဲ့လွတ်ကြတယ်ပြောလို့ပေါ့နော်မလွတ်ကြသေးတဲ့လူတွေလည်းရှိတယ်ဖုန်းကမနိုင်ဘူးဆိုလို့ပြောနေကြတဲ့လူတွေလည်းတွေ့လို့ပေါ့နော်ဖုန်းကကျွန်တော်ဖုန်း info လေးကိုပြမယ်တချို့လူတွေထင်မှာကျွန်တော်ဖုန်းကောင်းတယ်လို့ထင်ကြရမှာမဟုတ်ဆိုလို့เนาะကျွန်တော်ဒီမှာ Android DD info ဆိုပြ RAM 4ပဲရှိရပေါ့နော် RAM 4 128GB လေးပါပဲပေါ့နော်ပြန်ဖုန်းကောင်းနေတဲ့ထင်မှာမပါဘူးဆိုတော့စလိုက်အောင်ဗျအဲ့ဆိုကျွန်တော် Telegram channel ကိုရင်တော့ဝင်လိုက်မယ်ဗျာဟုတ်ပြီအဲ့တော့ကျွန်တော် Telegram channel ကိုရောက်လာပြီဆိုလို့ရှိရင်မိတ်ဆွေတို့ကဒီမှာကျွန်တော်မနေ့ကတင်ပေးထားတဲ့ရှိရပေါ့နော်တင်ပေးထားတာကဘာတုံးဆိုရင်ကျွန်တော်အခုသုံးနေတဲ့ခုနကတော့ဒီမှာ3.1 version အဲ့ကောင်လေးနဲ့ကျွန်တော်စမ်းပြမယ်အဲ့တော့ဒီမနေ့ကကျွန်တော်တင်ပေးထားတဲ့ version တွေကတော့တိတ်အဆင်မပြေပုံပေါ်တယ်ပေါ့နော်တချို့လူတွေ2မျိုးလုံးပေါင်း3မျိုးပြောင်းဆန်း2မျိုးလုံးဆန်းတာကိုမရဘူးလို့ပြောကြရတယ်ပေါ့နော်ဒီ VMware စီ309နဲ့299ပါပေါ့နော်အားကြောင့်မလို့ကျွန်တော်ဒီနေ့မနေ့တင်ပေးထားတဲ့ version လေးနဲ့စမ်းပြမယ်အဲ့တော့ FAQ လို့ဘာညာရန်နေပါတယ်ရောင်းကျင်နေဆိုရင်တော့ဒီဘက်စီသွားရောင်းလို့ရတယ်ဗျာနော်ဒီမှာသူ့ရဲ့ channel လေးလည်းကျွန်တော်ပေးထားရပါတော့ဒီဘက်စီသွားရောင်းလို့ရပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်စလိုက်ရအောင်မှာဆိုတော့ VMware 3.1ကိုကျွန်တော်ခုမှကျွန်တော် channel နေကျွန်တော် install တင်လိုက်မယ်ဗျာနော်ဟုတ်ပြီအဲ့တော့ဒီကတော့ဟုတ်ပါပြီပေါ့နော်ဒီ tutorial လုံးဝမကြည့်ရသေးတဲ့သူတွေဘယ်မှာလဲဆိုလို့ရှိရင် tutorial ဒီမှာပေါ့ကျွန်တော်ပင်လဲထောက်ထားတယ်နော်ဒီမှာသွားကြည့်လို့ရပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်စလိုက်အောင်ဗျစလိုက်အောင်ဆိုတော့ကျွန်တော်လိုအပ်တဲ့ application တွေဘယ်လိုသွင်းရမလဲဆိုတော့စနစ်တကျဒီမှာတစ်ဆင့်ချင်းပြပြပေးမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော် VMware တက်ကိုဘာမှမလုပ်ခင် VMware တက်အရင်ဝင်လိုက်မယ်နော်ဟုတ်ပြီ VMware ကိုဖွင့်ပြီးလာလို့ရှိရင်တခုသူ့ရဲ့အားနည်းချက်ကတော့ဒါတီးပြီးသားဖြစ်မှာဖုန်းပူတယ်ပေါ့နော်ကိုလိုမနွေရသည်နဲ့ဆိုရင်ဒါအကျော်လော်တောင်လုပ်လို့ရတဲ့အနေထားဖြစ်တယ်ဒီမှာ permission လာတောင်း agree ကိုနှိပ်ပေးလိုက်ပါအပြီးသွားရင်ဒီကောင်ဘာလို့ခိုင်းတာလဲ floating window တောင်းတာ skip နှိပ်လိုက်ရတယ်ကိစ္စမရှိဘူးเนาะသူဒီနေရာမှာမိတ်ဆွေတို့အနေနဲ့ဘာလဲဆိုလို့ရှိရင်ဒီအပေါ်အပြာကိုနှိပ်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ကဒါဟိုကိုကြိုက်တဲ့ custom ROM ရွေးလို့ရတယ်ဗျဥပမာမိတ်ဆွေက Android 7ကြိုက်တယ်လား Android sorry 9ကိုကြိုက်တာလား10ကိုကြိုက်တာလားကိုကြိုက်တာရွေးလို့ရတယ်အပြာကောင်ကเนาะဒီကောင်ကကြတော့တော့ auto ရွေးပေးမှာเนาะဒီ VMware က auto ရွေးပေးမှာဒီမှာ80%လောက်တော့လူတွေကလည်းတဲ့ဒီအောက်ကအစိမ်းကိုပဲသူသုံးညလို့ပြောထားဒါပေမဲ့ကျွန်တော်တို့ကကိုကြိုက်တဲ့ဟာရွေးမှာဖြစ်တဲ့ဒီအပြာကိုနှိပ်လိုက်ဟုတ်ပြီเนาะအပြာကိုနှိပ်ပြီးလို့ရှိရင်ဒီမှာဘာညာလာတောင်းလို့ရှိရင်ဒီအပြာလေးထပ်နှိပ်ပြီးဒီလိုဒိုင်ယာလွက်လာပေါင်းဒီ don't show can အမှန်ချစ်ပြီး close ကိုနှိပ်လိုက်เนาะအဲ့ဒါပြီးတော့လို့ရှိရင်ဒီမှာတွေ့လာမိတ်ဆွေတို့ plus icon လေးတွေ့ရเนาะအဲ့ဒါလေးတစ်ချက်နှိပ်လိုက်เนาะဟုတ်ပြီအဲ့မှာဆိုရင်မိတ်ဆွေတွေ့လာဒီမှာ ROM တွေအများကြီးခွဲလို့ရတယ်เนาะဒီမှာကိုကြိုက်တဲ့ ROM ကိုဆင်ပြီးdown လို့ရအများကြီးပဲရှိတယ်အဲ့တော့ကျွန်တော်ပြောချင်တာမနေ့ကဗီဒီယိုမှာကျွန်တော်ပြောမပြလိုက်တာတခုပဲဘာလဲဆိုလို့ရှိရင်မိတ်ဆွေတို့ကမှားတောင်းမိကြတာပေါ့เนาะဒီ live version တွေတွေ့လာဒီလိုမျိုးလေအဲ 7.1 live လို့တွေ့လာဒီမှာပြီးတော့လို့ရှိရင်ဒီမှာ Android 9ကိုလာရလို့တွေ့လားအဲ့လိုဟာတွေမ down နေဗျာเนาะ down မယ်ဆိုရင် full version ဖြစ်တဲ့ဒီလိုမျိုးရိုး version ကိုပဲ down မှာပြီးရင် 64bit ကို down ဒီကောင်လေးဆို full version လို့ပြောလို့ရ Android 7.1 64bit full version ပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်ဒီကောင်ဆိုလဲ Android 9 64bit full version live version ပေါ့နော်အဲ့ကောင်လေး down မှာအဲ့တော့ကျွန်တော်ကတော့ဒီမှာဟိုပါပေါ့နော်မြန်တဲ့ကောင်ပဲပန်ပြီးလဲနေတဲ့ဒီ Android 7 64bit လေးကိုကျွန်တော်တစ်ချက် down လိုက်မယ်ပေါ့နော်ဒီကောင်လေး down တာတော့စောင့်ပြရမယ်မျိုးစတို့ဒီ line ပေါ်မူတည်တယ်ပေါ့နော် line ကောင်းရင်ကောင်းလို့မြန်မယ် line မကောင်းရင်မကောင်းတယ်လို့ကြာမယ်ပေါ့နော်ဒါကတော့မျိုးစရဲ့ connection မှာမူတည်တယ်ဒီမှာ down ရမယ့် MB သူပြပေးထားတယ်ဘယ်လောက်တုံးဆိုလို့ရှိရင်253 MB okay အဲ့ဒါဆိုဒါလေး down လာလို့ကျွန်တော်ဗီဒီယိုရက်လိုက်မယ်ဗီဒီယိုကြီးရှေ့သွားမယ်ဒါလေးပြည့်သွားလို့ရှိရင်ကျွန်တော်ဗီဒီယိုပြန်ဆက်ကြပါဘောနော်အဲ့တော့ကျွန်တော်ပြောချင်တာဖြတ်ပြောချင်တာဒီဗီဒီယိုရှေ့ပါလိမ့်မယ်နော်ရှေ့ပါလိမ့်မယ်အစဆုံးပြပြပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့သိရှိတီးခံစားနေကြည့်ပေးပါဗောနော်အဲ့တော့ကြော်တော့မကြည့်လိုက်နဲ့မဟုတ်လို့ရှိရင် app တွေကဘယ်လို install လုပ်လိုက်မှမသိဘူးဖြစ်သွားလိမ့်မယ်ဗောနော်အဲ့ဆိုတော့ဒီမှာတကောင် down လာတော့ကြာတယ် connection slow down ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဗောနော်အဲ့ဆိုဗီဒီယိုလေးကျွန်တော်ခဏရက်လိုက်အောင်ဗောနော်ပြီးရင်ပြန်ဆက်တာဗောဟုတ်ပြီเนาะအဲ့ဆိုကျွန်တော်ဒီမှာ download ပြည့်သွားလို့ရှင်ဒီလိုလေးပေါ်မယ်ဗောနော် download ပြည့်သွားလို့ရှင်ဒီလိုလေးပေါ်ဒီမှာ edit ကိုနှိပ်လိုက်ဗောနော် okay ကျွန်တော်ပြောပြပြီเนาะ 64bit တွေကိုပဲ down ပါဗော32bit တွေတို့ live version တွေတို့မ down ပါနဲ့ဗောနော် full version ကို down ပါ okay edit နှိပ်လိုက်အဲ့ဒါနဲ့လို့ရှင်တော့ဒီမှာ ROM installment ဆိုပြီးခဏစောင့်ခိုင်းနေဗျာနော် ROM installment ဒီခုနကတော့ကျွန်တော် down ခဲ့တဲ့ ROM တော့ဒီမှာ flash ပေးနေတာဗောနော်ဒီ flash တာတော့ခဏစောင့်ပေးရမယ်ပြီးလို့ရှင်ကျွန်တော် ROM ဖွင့်ပေးမယ်ဗောနော်ဒီနေရာမှာကျွန်တော် ROM ဖွင့်တဲ့အခါမှာကြာရင်ဖြစ်တဲ့ပြဿနာလေးကိုဘယ်လို fix ရမယ်ဆိုတာလေးကျွန်တော်အသေးစိတ်ပြပြပေးမယ်ဗောနော်ဒီမှာဆို ROM ခဏစောင့်လိုက်ပါကျွန်တော်ခုနကတော့ဒီ 200MB ကျော်ရှိတဲ့ file ကိုကျွန်တော်ဒီမှာ flash ပေးရဗောနော်ဒီနေရာမှာတော့ စိတ်ရှည်ပေးရမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာပြီးတော့ပထမတစ်ဆင့်ပြီးတော့နောက်တစ်ဆင့်လာပြီဒီမှာတော့ဒီမှာတော့ virtual ကိုဖွင့်ပေးတာဗောနော် VMware ကနေဖွင့်ပေးတာဆိုတော့ခဏစောင့်ပြီးဗောဒီမှာ permission တွေကတော့ဒီမှာတော့ microphone တွေ location တွေကတော့ deny ဖြစ်နေရတယ်ကိစ္စမရှိဘူးเนาะအဲ့ဒါအရေးမကြီးဘူး okay အဲ့ဆိုဒီမှာဒီလိုတက်လိုက်တွေ့လားအဖြူကြီးဘာလုပ်ရမလဲဆိုပြီးကြောင်မပြောက်ပါနဲ့ဒီတောက်မှာ
အမှားကြီးလေးရှိရတွေ့လားတေချာကြည့်ပါနော်အဲ့အမှားကြီးလေးကိုမိတ်ဆွေတို့နှိပ်လိုက်ပါဘောနော်ကြောင်မပြောက်ပါနဲ့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ Android ဆိုပြီး boot ထွာဖြစ်နေရပါတော့အရာတွေကိစ္စမြည်ဒီကောင်ခဏစောင့်ကြည့်လိုက်သူ boot တက်လာလိမ့်မယ် okay Android မှာ boot တက်လာပြီဆိုလို့ရှိရင်ဒီမှာမိတ်ဆွေတို့လုပ်ငန်းစလို့ရပြီဗျနော်အဲ့ဒါဆိုကျွန်တော်ဒီမှာဝင် setting နဲ့ဝင်ပြမယ်ဒီမှာကြည့်ပါနော် Android content နဲ့ပေါ့နော် Android content နဲ့ဖြစ်ပါတယ်အဲဆိုတော့ဒီမှာအဆင်ပြေတာပေါ့နော်သုံးရတာဘာမှဟိုမဖြစ်ဘူးလက်တာ correct တာမဖြစ်ဘူးအဲဆို app တွေပါကျွန်တော် dress တွေပါဆွဲကြည့်အောင်ရတယ်အဆင်ပြေရနော်ဒီဘက်မှာဆွဲကြည့်မယ်အလုပ်လုပ်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ setting ချိန်ရမယ်ပေါ့နော်အဓိက sim setting ရင်ချိန်မှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီကောင်လေးကိုဝင်လိုက်တွေ့လားเนาะဒီမှာ sim setting ချိန်မို့ဒီကောင်ဝင်လိုက်အဲ့တော့တခါတလေမှာဒီ setting ဝင်လိုက်တဲ့ခါမှာ screen ကြီးအမဲကြီးဖြစ်နေလိမ့်မယ်အဲ့ဒါဘာလို့လဲဆိုတော့ဒီမိတ်ဆွေတို့ဒီ phone ပေါ့နော်ဒီ home ပုံမှန်သုံးနေကြ phone screen dark mode ကြီးပွင့်နေတာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုမဲကောင်းမဲနေလိမ့်မယ်အဲ့ဒါဆိုရင် dark mode ကိုပိတ်လိုက်ပါเนาะဟုတ်ပြီအဲ့ပြီးသွားလို့ရှိရင်အပေါ်ဆွဲတင်ပြီးဒီမှာ virtual machine information နဲ့ဝင်လိုက်ပါပြီးသွားလို့ရှိရင်ဒီမှာ Xiaomi ဆိုတဲ့နေမှာကိုယ့်ရဲ့ဒီ mobile device နာမည်ကြီးပေါ်နေလိမ့်မယ်အဲ့ကောင်မိတ်ဆွေတို့နေချိန်ပေါ့နော် okay ချိန်မှာဘယ်လိုချိန်မလဲဆိုနှိပ်လိုက်အဲ့ကောင်နှိပ်ဒီမှာမိတ်ဆွေနေတခြားဟာဒီမှာ Samsung ဆို Samsung ရွေးလိုက်ဗျာဒီမှာကောက်ရွေးလိုက်ဟုတ်ပြီလားရွေးပြီးသွားရင်ပြီးတော့ဒီမှာဒီ GPU ဘာညာတော့မချိန်နဲ့တော့အဲ့ကောင်နေရတာเนาะ GPU ကတော့ hardware ဖြစ်တဲ့ hardware ကိုတော့ကောက်ချိန်တော့မရဘူးအဲ့တော့ဒီမှာ Wi-Fi BBSID ဆိုတဲ့ကောင်ဒီကောင်လေးဒီမှာ randomize လုပ်ပေးလိုက်เนาะ Nuki တို့ save နှိပ်လိုက်ပြီးသွားရင်ကျွန်တော်ဒီမှာ Wi-Fi MAC ဒီမှာ randomize လုပ်ပေးလိုက် save ပေးလိုက်ပြီးသွားရင်ဒီမှာဒီကောင်ဒါတွေအကုန်လုံး randomize ပေါ့เนาะအကုန်ကြာပန်းရွေးပေးလိုက်เนาะ IMEI နေလည်းအဲ့လိုပဲထုံးစံတိုင်းအကုန် device info Android ID လည်းအဲ့လိုပဲအကုန်เนาะအဲ့လိုမျိုး info လုပ်ပေးလိုက်ပြီးသွားရင်တော့ကျွန်တော်တို့ဒီမှာ SIM ကို US ဖြစ်နေတယ်အဲ့ဒါကိုဂျပန်ပြောင်းမယ်ဟောဒါအသက်ပါเนาะဒီကောင်သုံးရတာဒါအတွက်ပေါ့เนาะအဓိကဒါကြီးမေ့သွားမယ်ဆိုရင်တော့ဒါလစ်ပြီပေါ့เนาะမိတ်ဆွေတို့ sorry ဒီမှာဂျပန်ပြီးသွားရင် shoe อ่ะဒီမှာကျွန်တော်တို့ entity dogo moment ပေါ့မိတ်ဆွေတို့၃ခုရှိရကိုကြိုက်တာကိုရွေးပေါ့เนาะရပါတယ်အဲ့တော့ softbank ကိုကျွန်တော်ရွေးလိုက်မယ် shoe อ่ะနှိပ်လိုက်မယ်ပြီးသွားရင်တော့ကျွန်တော်ဒီမှာဒီမှာ GSM ရှိရ CDMA ရှိအဲ့ဒါတွေတော့ရတယ်အဲ့လောက်ကြီးရေးမကြည့်ဘူးเนาะပြီးသွားရင်တော့တယောက်ကကောင်ဒီကောင် set phone number ဆိုတဲ့ကောင်လေးဒီမှာ randomize sim ဒီမှာ serial number ပြီးသွားရင် IMSI ပေါ့နော်ဒီကောင်လေးကောင်လုံးကို random လုပ်ပေးလိုက်ပြီးရင် save လိုက်ပြီးသွားလို့ရှိရင်တော့ဒီမှာ effect တိတ် effect result လောက်ခိုင်းနေအဲ့ဆိုရင်ကျွန်တော် budget check ပြန်ဆုပ်လိုက် budget check ပြန်ဆုပ်မဆုပ်ခင်မှာဒီမှာကျွန်တော်ပြောဦးမယ်ဒီမှာတွေ့လား root လဲ enable လုပ်လို့ရသူ Google service တွေလဲ enable လုပ်လို့အဲ့တော့တစ်ခါတလေမှာမိတ်ဆွေတို့ကပေါ့နော်ဒီကျွန်တော်ဒီ home screen ကနေပြီးတော့ application တွေ import လုပ်လို့မရတဲ့အခါမှာကျွန်တော်တို့ဒီက Google ကိုသုံးပါပေါ့နော် Google ကိုဖွင့်လိုက်ပါဖွင့်ပြီးသားလို့ရှိရင်မိတ်ဆွေတို့ရဲ့ဒီ Google Play Store ဒီနားမှာပေါ်လာလိမ့်မယ်ပေါ့ဒီ app ဒီ app တွေထဲမှာ Google Play Store ပေါ်လာလိမ့်မယ်အဲ့ Google Play Store ကိုမိတ်ဆွေတို့ကဟောပေါ့နော်အဲ့ထဲမှာကိုယ့်ရဲ့ Google account ဝင်ပြီးဒီမှာ Google Play Store သုံးလို့ရတယ်ပေါ့ okay အဲ့ဆိုကျွန်တော်ခွင့်ရ result လောက်ခိုင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ button တစ်ချက်ပြန်ဆုပ်ပြီးဒီမှာ restart လုပ်လိုက်မယ်အဲ့တော့တချို့နေရာကျ power ဘယ်လိုပိတ်ရမလဲပေါ့နော် shut down ဘယ်လိုလုပ်ရမလဲဆိုတော့မသိတဲ့သူတွေတော့ဒီမှာသူကလည်းပြရပေါ့နော် click to call out menu ဆိုရကောင်နော် okay no နေလိုက်အဲ့တော့ဒီလိုပေါ်နေရဆိုဒီ screen ဒီပေါ့နော်ဒီမှာကျွန်တော်ဒီ screen တနေရာထောက်လိုက်ပေါ့နော်ထောက်လိုက်ဆိုတော့ဒီမှာ menu 3ခုပေါ်လာမှာ shut down ရဲ့ setting အန်တာအဲ့မှာ shut down နှိပ်လိုက်ပါနော်ဒါဆို reset ဖြစ်သွားတာပါကျွန်တော်တို့ဒီပုံမှန်ဖုန်းသုံးနေဆိုတော့ဒါ power ပိတ်တာဒါမှမဟုတ်လို့ရှင် reset ချတာပဲပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ home screen တစ်ချက်ပြန်သွားမယ်နော် home screen ပြန်အောင်ပြီဆိုရင်ကျွန်တော်ဒီအဓိကဒီလိုအပ်တာဆင်းရင်ဖို့ကျွန်တော်အစားဆုံးလုပ်ပြမယ်ဗျာကြာလို့မဆင်းရင်ဖို့ပါဖြတ်လိုက်မှာဟုတ်ပြီလားနော် sorry ဒီမှာဆင်းရင်ဖို့ uninstall ကျွန်တော်လုပ်လိုက်မယ်ဟုတ်ပြီနော် uninstall လုပ်လိုက်မယ်အဲ့တော့ uninstall လုပ်ပြီးသွားလို့ရှင်မိတ်ဆွေတို့မနေ့ကကျွန်တော် channel မှာပေးထားတဲ့ MD manager file ရှိတယ်ဒီကောင်ရှိတယ်နော်အဲ့ကောင် data box ရှိတယ်အဲ့ကောင်ကိုမိတ်ဆွေတို့အနေနဲ့ကသူကလောက်ရမယ်ပေါ့နော် install တင်ရမယ် okay အဲ့ဒါဆိုရင်ကျွန်တော်အရင်ဆုံးဆင်းရင်ဖို့သွား down အောင်ပါနော် play store ကနေအဲ့တော့ဆင်းရင်ဖို့ဘာလို့ down တာတုံးဆိုလို့ရှိရင်ဒီကောင်ကစစ်ကိုစစ်ပေးရမှာပေါ့နော်ဒီကောင်သေးချာမှမိတ်ဆွေတို့နေဆက်လုပ်ပါပေါ့နော်ဆင်းရကျွန်တော်ဂျပန်ဆင်းကဖြစ်နေရမယ်ပေါ့နော် okay ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆင်းရင်ဖို့လေးကျွန်တော် down လိုက်မယ်ဗျာဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုရင်ဒီကောင် MB ဘယ်လောက်မှမရှိဘူးခဏလေးပဲဒါပေမဲ့မိတ်ဆွေတို့ဒီမှာနော်အဲ့ဒီ scene info ကိုကျွန်တော်တို့ဒီ virtual ထဲမှာထည့်တဲ့အခါမှာ error တက်ပြီးထည့်မရတာဘာကြောင့်လဲဆိုတော့ကျွန်တော်ဆက်ပြောပြမယ်နော်အဲ့ဒါလေးတော့မိတ်ဆွေအနေနဲ့ဆက်ကြည့်ပေးပါနော်ဟုတ်ပြီအဲ့ဆိုဒီမှာ scene info install လုပ်နေပြီဒီကောင် install လုပ်နေခဏစောင့်လိုက်ဟုတ်ပြီနော်မင်းထောက်ခဲ့လိုက်တော့ထောက်ခဲ့ပြီးလို့ရှင်ဘယ်ကိုပြန်သွားမလဲဆိုတော့ဒီကောင်လေး session ပြီး MD manager တွေကိုသွားလိုက်နော် okay MD manager တွေကိုသွားပြီးသွားလို့ရှင်ကျွန်တော်ဒီမှာ menu ဒါ home screen မှာနော်မိတ်ဆွေတို့ VMware ထဲမှာမဟုတ်ဘူးနော် okay အဲ့လေးလည်းရှင်းပါစေပေါ့နော် extract APK ကိုနှိပ်ပြီးရင်ကျွန်တော်ဒီမှာ scene info နှိပ်ပြီးဒီမှာ extract ကင်လိုက်မိတ်ဆွေတို့ဒီမှာကျွန်တော်ရှိပြီးသားဖြစ်နေဆို copy and replace နှိပ်ပြီး okay နှိပ်လိုက်မယ်ဒီမှာ locate နှိပ်လိုက် okay အဲ့ဒါဆိုမိတ်ဆွေတို့ဒီမှာ scene info ပေါ်လာလိမ့်မယ်တွေ့လားမိတ်ဆွေတို့ဒီမှာအဓိက install လုပ်လို့မရတာဒီဟာကြောင့်ဒီမှာတွေ့လား APKS ဆိုတဲ့ဟာကြီးနဲ့ထွက်နေဒီကောင်လေးလို့ APK မဟုတ်ဘူးတွေ့လားနော် icon ကလည်းဒီမှာ Android icon လေးပေါ်နေအဲ့ဒါကြောင့်မို့လို့ပေါ့နော်အဓိကအဲ့ဒါကြောင့်ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုဒီကောင်ကိုကျွန်တော်တို့ကဒီ home screen မှာတခါလေ convert APK လုပ်ခဲ့လိုက်နော် convert to APK auto sign ကိုအမှန်ချစ်တာပြီး okay နှိပ်လိုက်ဟုတ်ပြီနော်ဒီမှာဆိုရင်ကျွန်တော်ဒီမှာ application လေးဒီမှာထွက်လာပြီနော် okay အဲ့ဒါဆိုကျွန်တော်ပြန်လုပ်ပြမယ်ဒီကောင်ဖြတ်ပြီးကျွန်တော်ပြန်လုပ်ပြမယ်နော်တေချာကြည့်ပါကိုဒီမှာဆိုရင်နှိပ်လိုက်ပြီး convert to APK okay နှိပ်လိုက်ပြီအဲဒီမှာ application ထွက်လာဟောဒီကောင်ကိုကျွန်တော်တို့ install ပြန်တင်ပါပေါ့နော် okay ဒီမှာ install နှိပ်လိုက်ဒီမှာ home screen ရရှိတဲ့ကောင်ဖြတ်มาလားမေးတယ် okay နှိပ်လိုက်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ home screen ရကောင်ခုနကတော့ play store တောင်းခဲ့တဲ့ကောင်ပြတ်သွားမယ် okay ဒီလိုပြန်ပေါ်လာမယ် install လုပ်ခိုင်းမယ် install ပြန်လိုက် okay အဲ့ဆို scene info ကဏ္ဍဒါရသွားမယ်လို့မျှော်လင့်နေဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ scene info ပြီးသွားလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ဘယ်ရောက်သွားမလဲဆိုရင်
ကျွန်တော်ပြမယ် home ပြန်သွားလိုက် home မှာကျွန်တော်တို့မိတ်ဆွေတို့ဒီ home screen မှာပုံမှန်သုံးနေကြတဲ့မှာ TikTok ကို version ကိုထည့်ထား TikTok like ဒီမှာဟုတ်ပြီနော် TikTok like version ကျွန်တော်ဘယ်လောက်ထည့်ထားတော့ကြည့်လိုက်မယ်3511ဟုတ်ပြီနော်3511 install နေပြီးသွားပြီနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ virtual run နဲ့ပြန်သွားမယ် okay virtual run နဲ့ပြန်သွားပြီးတဲ့အခါမှာမိတ်ဆွေတို့တစ်ခါတလေမှာကျွန်တော်ပြပြမယ်နော်ကျွန်တော်ပြပြမယ်အဲ့တော့ဘယ်လိုလုပ်ရလဲဆိုတော့ဒီလိုမျိုး version အသစ်တွေပါ upgrade လာလို့ရှိရင်ဒီမှာ skip တဲ့ version ကိုနှိပ်လိုက်ကိစ္စမရှိဘူးနော်နော်အမ permission no permission တောင်းအလောင်းနှိပ်လိုက် okay ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီနေရာမှာတစ်ခါလေးပြောခဲ့လိုက်မယ်ဘာလို့ဆိုတော့မိတ်ဆွေတို့ဒီနေရာကိုနှိပ်ပြီးတော့ဖွင့်တဲ့အခါမှာတစ်ခါတလေလေးဒီအောက်မှာ loading ပြေးနေလိမ့်မယ် loading ပြေးနေပြီးတော့လေခုနကတော့ဒီ 99% နဲ့ရက်နေလိမ့်မယ်ရက်ကောင်းရက်နေလိမ့်မယ်တစ်ခါမဟုတ်တစ်ခါဖြစ်လိမ့်မယ်ဖြစ်ပြီဆိုလို့ရှိရင်မိတ်ဆွေတို့ဘာလုပ်မလဲဆိုပြန်ထွက်ပြီးဒီနေရာပြန်လာပြီးပါဝါအရင်ဆုံးပြန်ပိတ်လိုက်ပေါ့နော်ပိတ်ပြီးသွားလို့ရှိရင်ဒီနားကိုနှိပ်ပါနော်ဒီမှာဒီ setting တွေ့လားနော်အဲ့ setting ကိုနှိပ်ပြီးသွားလို့ရှိရင်မိတ်ဆွေတို့ VM setting ကိုဝင်ပြီးသွားလို့ရှိရင်ဒီမှာတွေ့လား VM cannot boot ဆိုတဲ့နေရာရှိတယ်အဲ့ဒီမှာမလား Facebook ကိုနှိပ်လိုက်ပြီးတော့ချင်းဒီမှာ confirm နှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒါရသွားလိမ့်မယ်ပေါ့နော်အဲ့ဒါမှမရသေးဘူးဆိုလို့ရှိရင်မိတ်ဆွေတို့ဒီပြန်ထွက်ပြီးဒီ VMOS ကိုဖိတာ application info နှိပ်ပြီးသွားလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ကဒီမှာ clear cache ကိုရှင်းပေးလိုက်ပေါ့နော် cache ပဲရှင်းခိုင်းတာနော် data မရှင်းခိုင်းဘူး okay အဲ့ဒါပြီးသွားလို့ရှိရင်ခုနကတော့ Facebook ကိုပြန်နှိပ်လိုက်လို့ရှိရင်အဲ့ဒါက loading စောင့်ရတဲ့ပြဿနာဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်နော်ကျွန်တော်တစ်ခါလေးပြောခဲ့ရပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒီမှာစခေါ်ကြည့်အောင်ဒီနေရာကိုပြောတာပေါ့နော်ကျွန်တော်ဒီ booting မှာကြာနေခဲ့လို့ရှိရင်ခုနတိုင်းလေးလောက်ပါ cache ရှင်းမယ်ဒါမှပြီးသွားလို့ရှိရင် Facebook ကိုသွားနှိပ်မယ်ပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်ဒီကောင်အလုပ်လုပ်ပါလိမ့်မယ် okay အဲ့တော့ကျွန်တော် home screen မှာကျွန်တော် TikTok ကလည်းတင်ပေးပြီးသားပေါ့နော်တင်ပေးပြီးသားရှိပြီဆိုတော့ကျွန်တော်ဒီမှာ app တွေဒီမှာတွေ့လား Android က auto reboot ကြာသွားတွေ့လားကိစ္စမရှိပါဘူးမိတ်ဆွေနော်မပူနဲ့တော့သူပြန်တက်လာလိမ့်မယ်မတက်ရင်လည်းကျွန်တော် Facebook နဲ့ပြန်ခေါ်လို့ရတယ်ဗျနော်ဒီမှာဆိုရင် Android ကပြန်တက်လာပြီ okay အဲ့တော့မျိုးတစ်ခါလေးမှာတော့အဲ့ဒါ maybe ဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်ဖြစ်တတ်ပါတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဘယ်လိုသွားမလဲဆိုရင်ဒီမှာ file import လုပ်တဲ့ထဲကိုသွားမယ်နော်ဒီမှာဆိုရင်သူက permission တောင်းတယ်တွေ့လားallow permission လုံးမလာမယ် okay နေလိုက်ပြန်ဆိုရင်ကျွန်တော်တို့ဘာလို့ပေးရမလဲဆိုတော့ file accept ပေါ့ all file accept permission ပေးရမယ်အဲ့ all file accept permission ဒီ VMware ကိုရှာပြီးဖွင့်ပေးရမှာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်အပေါ်ဆွဲတင်လိုက်မယ်ပေါ့နော်ဆွဲတင်လိုက်မယ်ဆိုတော့ခဏ loading စောင့်လိုက်အောင်ပေါ့နော် okay ဒီမှာအပေါ်ဆုံးဆွဲတင်လိုက် V ဆိုတော့အောက်ဆုံးမှာရှိတယ် VMware Pro မှန်ဟွာလေးပေးလိုက်ပေါ့နော် close ဖွင့်ပေးလိုက်ပြီးရင်ကျွန်တော်ဒီနေရာမှာဝင်မယ်ဝင်ပြီးတော့ရှင်ကျွန်တော်ဘာကိုရင်းခေါ်မလဲတော့ထုံးစံတိုင်းပေါ့နော် sin info ကိုရင်းစစ်မှာဖြစ်တဲ့ဒီနေရာမှာ sin info ရိုက်ရှာလိုက် okay အဲ့တော့ sin info ကျွန်တော်အဲ့ဒါလိုက်မယ်ကျွန်တော် fail လားမ fail လားကြည့်အောင်ဗျာ okay successful installation တကယ်ရမြတ်သွားစစ်ကြည့်မယ် okay ဒီမှာမိတ်ဆွေတို့ sin info ရရနော်ကျွန်တော်ဟုတ်တယ်နော်ကျွန်တော်တေချာလုပ်ပြရတယ်တော့အခုသွင်းမယ်ဘာသွင်းမယ်လဲ TikTok တခုချီတာကျွန်တော် TikTok ကတော့အဆင်မပြေလို့ရှိရင်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုရင် download လုပ်ရမယ်ပေါ့နော် Google ဟို enable လုပ်ပြီး download လုပ်ပါပေါ့နော် okay အဲ့ဆိုရင်ဒီမှာ TikTok လိုက်ဒီမှာ install လုပ်အောင်ရမလားကြည့်အောင်နော်မရလို့ရှိရင်ကျွန်တော်မနေ့ကလုပ်တယ်လို့အဲ့လိုမျိုးဟိုပြင် install fail ရတွေ့လားနော်မိတ်ဆွေတို့ဒီမှာဆိုရင်ဒီကောင် install တင်လို့မရဘူးရတယ်ကိစ္စမရှိ install fail လို့ရှိရင်မိတ်ဆွေတို့ကျွန်တော်မနေ့ကပေးထားတယ်ဘာတွေပေးထားလဲဆိုလို့ရှိရင် AP camera installer တွေပဲကျွန်တော် channel မှာပေးထားရပါနော်လိမ်မော်ရောင်လေးနဲ့ဗျာသိလိုက်မယ်နော်အဲ့ application တွေပါလေဒီထဲမှာခေါ်ပြီးထည့်လိုက်ဗျာနော်ထည့်ပြီးသွားလို့ရှိရင်မိတ်ဆွေဒီ browser ထဲဝင်လိုက်နော် browser ထဲဝင်လိုက် browser ထဲဝင်ပြီးသွားလို့ရှိရင်ဒီအောက်ကမြင်းချောင်း၃ချောင်းတွေ့လားဒီနားမှာအဲ့မြင်းချောင်း၃ချောင်းနှိပ်နော်၃ချောင်းနှိပ်ပြီးလို့ရှိရင်ကျွန်တော် setting ကိုနှိပ်ဟုတ်ပြီနော်တွေ့လား virtual room crack သွားတွေ့လားနော်အဲ့ဒါဘာလို့လဲဆိုလို့ရှိရင်မိတ်ဆွေအနေနဲ့ Android ကကျွန်တော်တို့ဒီအဆင်မပြေလို့ပေါ့နော်ဖုန်းနဲ့မကိုက်လို့ဖြစ်ပါတယ်အဲ့ဒီလိုမျိုးတွေဖြစ်နေလို့ရှိရင် VMOS ကိုကျွန်တော်တို့ပြောင်းသုံးပေါ့နော်အဲ့လိုဖြစ်ပါတယ်ဒါဖုန်းနဲ့ compatible မဖြစ်လို့ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ browser ထဲပြန်ဝင်လိုက်ပြီးသွားရင်ဒီမှာ setting နဲ့ပြန်ဝင်ပြီးသွားလို့ရှိရင် general ကိုနှိပ်ဒီမှာ search engine Baidu ကနေပြီး Google ကိုပြောင်းပြီးတော့ဒီနေရာမှာကျွန်တော်တို့ကမနေ့ကကျွန်တော်ရိုက်ရှာသူ TikTok Lite TIK TikTok Lite DOWNLOAD download APK Mera MIပေါ့ okay APK Mera နှိပ်လိုက်နော် okay အဲ့မှာဆိုရင်ကျွန်တော် APK Mera ကနေပြီးတော့မိတ်ဆွေအနေနဲ့သွား download ရတယ်ပေါ့နော် save data မဟုတ်ဘူးပေါ့နော် save data ဘာရှင်းမဟုတ်ပါဘူးဒီထဲဒါပေမဲ့ကိစ္စမရှိဝင်လိုက်ဝင်ပြီးသားရှင်ကျွန်တော်ဒီနေရာမှာကျွန်တော် TikTok Lite ပြန်ရှာလိုက် TIK TikTok LID Lite okay TikTok Lite ပြန်ရှာလိုက်ပြန်ရှာပြီးလို့ရှင်မိတ်ဆွေအနေနဲ့သွားလိုက်ဒီမှာနော်ဘယ်လောက်တုံးဆို3911ပေါ့နောက်ဆုံး version တက်တော့လိုက်အဲ့ကောင်တွေကိုမိတ်ဆွေအနေနဲ့ down လိုက်ပါအဲ့ဒါတော့ကျွန်တော်ရှင်းမပြတော့ video share နေမှာဆိုလို့တွေ့လာเนาะဒီမှာမနေ့ကကျွန်တော်ဒါတွေလုပ်ပြခဲ့ပြီးเนาะဟို video မှာဟုတ်ပြီအဲ့ဒါဆိုရင်တော့ဒီကောင်တွေလုံးမပြတော့ဘူး APK Camera installer နဲ့ package ဖြည့်ပြီး install တင်လိုက်ဟုတ်ပြီအဲ့နည်းနဲ့လုပ်ပါအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ MD manager ထည့်ကြည့် MD manager ရလာပါတချို့ကကြလဲ MD manager ပါမရကြဘူးပြောတယ်အဲ့တော့ MD manager ကျွန်တော်ရှာထည့်ကြည့်မယ်ဗျာရမလားလို့เนาะအဲ့တော့ MD manager ရှာထည့်ကြည့်မယ်ဆိုဒီကောင်လေးထည့်ကြည့်အောင်ရရင်လည်းရမှာမရရင်လည်းမရဘူးဗျာမရရင်လည်းကိစ္စမရှိဘူးကျွန်တော်တို့တက်ပတ်ဒီ file manager တွေနဲ့သုံးမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာ install လုပ်နေတယ်ခဏစောင့်ကြည့်အောင်ဗျတခါလီမှာတော့ crash တာတွေလက်တာတွေတော့ဖြစ်နေပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်တို့ကဒီသုံးတဲ့ VMOS က crash version ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီပြဿနာတော့ရှိပါလိမ့်မယ်။အဲ့ဆိုရင်တော့ဒီမှာ install လုပ်နေကြာတယ်တွေ့လား။ app site ကဒေးလေးကိုသူကြာနေတယ်။အဲ့ဒါဆိုဘာဖြစ်မလဲဆိုတော့ error ဖြစ်နိုင်တယ်ပေါ့နော်။စောင့်ကြည့်ပါအောင်ပေါ့နော်။ဟုတ်ပြီအဲ့ဆို export တက်ထဲမှာတော့မရှိဘူးဗျာနော်။ဒီမှာ install လေးနဲ့ဖြစ်နေတယ်။အဲ့ဆိုတော့ batch check ပြန်ဆုပ်လိုက်မယ်ဗျာ။
ဒီမှာ Android setting ဖြစ်နေတွေ့လားအဲ့ဒါကြောင့်မို့လို့ပေါ့နော်တို့ဒီမှာ Android က reset ကျသွားတာပါနော်အဲ့လိုမျိုး error လေးတွေတော့ဖြစ်တတ်ပါတယ်လို့နော်စိတ်ရှည်ရပါမယ်မိတ်ဆွေတို့ပြန်ဝင်ကြည့်အောင်ကျွန်တော်တို့ဒီမှာ history ပြန်နှိပ်လိုက်ဒီမှာ installing ပဲဖြစ်သေးရပေါ့နော်အဲ့တော့ installing ဖြစ်နေသေးတာဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်တို့ကခဏစောင့်ကြည့်အောင်ဗျာရရင်လည်းရလာမယ်မရရင်လည်းမရလာဘူးဟုတ်ပြီနော်အဲ့တော့အဲ့လိုမျိုးဖြစ်နေမယ်အဲ့ဆိုတော့ကျွန်တော်ပြန်ထွက်လိုက်မယ် power ပိတ်လိုက်မယ်ပြီးတော့ရင်တော့ကျွန်တော်ပြန်ဖွင့်လိုက်မယ်အဲ့299လားမသိနော်ကျွန်တော်မနေ့ပေးထားတဲ့299 version အဲ့ကောင်တော်တော်အဆင်ပြေရနော်အဲ့ကောင်နဲ့လုံးကြည့်ပါအခုဒီအတိုင်းပဲပေါ့နော်ရိုင်းခက်ခဲသေးမဟုတ်ဘူးအဲ့တော့ကျွန်တော်ပြန်ဝင်ကြည့်အောင်ကျွန်တော်တို့ဒီမှာ MD manager install ပြန်တင်နေပြီပေါ့နော်ဒီမှာ install fail ဖြစ်သွားတွေ့လားနောက်တစ်ကောင် install fail ဖြစ်သွားတယ်နော်ပထမတင်တဲ့ကောင်အဓိကကိစ္စမရှိဘူးဗျဒီ MD manager ကိုတင်မှမဟုတ်ဘူးနော်မိတ်ဆွေတို့ third party file manager အကုန်တင်လို့ရတယ်သိလားနော်ကျွန်တော်ပြောချင်တဲ့သဘောကျွန်တော်ပြောပြမယ်ဗျာနော်အဲ့ဆိုတော့ပြန်ထွက်လိုက်မယ်ပြန်ထွက်လိုက်မယ်ထွက်ပြီးတော့ကျွန်တော်ဒီမှာပိတ်ခဲ့လိုက်မယ်ကျွန်တော်ပြမယ်ဒီ home screen မှာကျွန်တော် play store ထဲဝင်လိုက်နော် play store ထဲဝင်ပြီးတော့ဒီမှာမိတ်ဆွေတို့ဘာတွေတောင်းမလဲ file manager ရိုက်ရှာလိုက် file manager ဒီ file manager မိတ်ဆွေတို့တစ်ခုခု down လိုက်ဗျာအဆင်ပြေတာ down လိုက်နော်အဆင်ပြေတာ down ဒီ Z archive တွေလည်းရတယ်နော်အဲ့ကောင်တွေ down ပြီးသွားလို့ရှင်မိတ်ဆွေတို့အဲ့ကောင်တွေရပြီဆိုလို့ရှင်ခုန VMOS ထဲမှာတွားပြီးခေါ်တင်လိုက်ကျွန်တော်အဲ့ MD manager ဘာလို့ပေးထားတယ်ဆိုတော့ဒီ VMOS ဒီကလုံးထဲမှာကျွန်တော်တို့ကမပါလို့ပေါ့နော် file manager မပါလို့ပေးထားခြင်းဖြစ်ပါတယ်အဲ့တော့လောက်ဆိုရင်တော့နားလည်သွားမယ်ထင်တယ်အဲ့ခုနက format ပြောင်းထည့်ပေါ့နော် format ပြောင်းထည့်ပါအဲ့တော့တခုရှိတာဒီထဲမှာကျွန်တော်တို့ Google ကို enable လုပ်ပြီးသုံးမယ်ဆိုတော့လုံးဝအဆင်ပြေပါတယ်ပေါ့နော် Google ကို enable လုပ်ထားမယ်ဆိုရင်တော့ဒါတော်တော်လေးအဆင်ပြေတယ်အဲ့တော့အကောင့်လေးတစ်ခု Google အကောင့်လေးဒီထဲမှာဝင်လိုက်အောင်ပဲပေါ့နော်ဘာမှခဲစေမဟုတ်ဘူးအဲ့ဒါကြီးလဲကျွန်တော်ဗီဒီယိုတော်တော်ရှင်းနေဖြစ်တဲ့ကျွန်တော်လိုက်ပြောပြမနေတော့ဘူးပေါ့နော်ဒီလောက်ဆိုတော့စမ်းကြည့်ပါနော်အဲ့ဆိုဒီမှာ enable လုပ်ချင်ဒီကောင်လေးလိုက်ဒီတောင်း setting ဒီမှာတွေ့လား Google လည်းရတယ် root လည်းရတယ်နော်အဲ့ဒါတော့ကျွန်တော်ပြောရတယ်လုပ်ကြည့်လိုက်ပေါ့နော်အဲ့တော့တခုမဟုတ်တခု version 3ခုတင်ပေးထားတယ်တခုမဟုတ်တခုတော့စမ်းကြည့်ပါအဆင်ပြေပါလိမ့်မယ်ပေါ့နော်ဒါမှအဆင်မပြေသေးဘူးဆိုလို့ရှင်မိတ်ဆွေတခြား ROM တွေဖြစ်တဲ့ Vphone Gaga တို့နောက်တစ်ခုရှိသေးတယ်Vphone Gaga လည်းကျွန်တော် channel မှာတင်ပေးထားတယ်နော်အဲ့တော့ဒီ Play Store ရဲ့ဒီမှာ VMOS တက်ရှိသေးတယ်တိလားဒီကောင်လေးနဲ့စမ်းကြည့်နော်ဒီကောင်လေးနဲ့စမ်းကြည့်ပါအခုကောင်နဲ့အဆင်မပြေဘူးဆိုလို့ရှင်နော်ဒီကောင်လေးနဲ့စမ်းကြည့်အဆင်ပြေပါတယ်ဒီကောင်လေးကလည်း single info တွေပါချိန်လို့ရတယ်နော်မိတ်ဆွေတို့ okay ဆိုတော့အားလုံးလည်းလောက်နားလည်မယ်လို့ထင်တယ်ဒီကောင်လေးလည်းစမ်းကြည့်ရတယ်နော်ဒီကောင် virtual master လူတိုင်းသုံးတယ်နော်ဒီကောင်လေးလည်းစမ်းကြည့်လို့ရပါတယ်အဲ့တော့ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ပေါ့နော်ကျွန်တော်နောက်ဗီဒီယိုတွေပုံမှာပြန်တွေ့ရအောင်ပါဗျ